မြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေဟာမင်္ဂလာပါကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဤတရားတော်များကိုနေ့စဉ်ပူဇော်နာယူနိုင်ရန်ဤဓမ္မ channel မှာကြိုဆိုပါရစေအဆုံးအမတွေဟာလူတွေရဲ့တဏ္ဍာမှာရှိတဲ့စိတ်နဲ့ပတ်သက်ပြီးတော့ဟောကြားဆုံးမထားတာတွေကိုစုဆောင်းထားတာဖြစ်တယ်ပေါ့ဒါကြောင့်မို့စိတ်နဲ့ပတ်သက်ပြီးတော့စိတ်ရဲ့သဘာဝသိရှိနားလည်ဖို့စိတ်ကိုထိန်းချုပ်နိုင်ခြင်းအပြင်မြည်သို့အကျိုးရှိတယ်ဆိုတာတွေသိရှိဖို့လူစိတ်ဟာစနစ်တကျထိန်းချုပ်မယ်စနစ်တကျသွန်သင်ပြသမယ်ဆိုလို့ရှိရင်အမြဲတမ်းကောင်းကျိုးချမ်းသာတွေကိုဆောင်ရွက်နိုင်ဖို့လောကလူတွေဟာတရိစ္ဆာန်တစ်ကောင်ကိုသင်ထားလို့ရှိရင်အဲ့ဒီတရိစ္ဆာန်ရဲ့လိမ္မာယဉ်ကျေးမှုကိုအကြောင်းပြုပြီးတော့ဝိကျေတနာတွေရကြတာသိကြတယ်ပေါ့ဆိုင်ဆိုင်နေတဲ့သရဝါတစ်ကောင်ကိုယဉ်ကျေးအောင်ကိုခိုင်းနိုင်လို့အောင်သွန်သင်ပြတာဆုံးမလိုက်ရင်ရစွာအသုံးဝင်တယ်ဆိုတာသိကြတယ်တော်ထဲမှာအလွန်ရိုင်းတဲ့ဆင်ကြီးတွေကိုကျုံးသွင်းပြီးတဲ့အခါမှာမိမိခိုင်းတာလုပ်လို့ရအောင်လို့လူတွေဟာဆုံးမကြတာဆုံးမလို့အသုံးဝင်လာတဲ့ဆင်ရင်ကြီးဖြစ်လာပြီဆိုရင်လူတွေအတွက်တန်ဖိုးများစွာတက်လာတယ်ရှေးခေတ်ကဆိုရင်မင်းဆိုးရာဇာတွေကအသုံးချတဲ့ဆင်ဖြစ်ပြီးတော်တလုံးတက်ပြီးဆင်ပြူတော်တို့ဘာလို့ခေါ်ရပုံမြန်မာရာဇဝင်ထဲမှာကြည့်မယ်ဆိုရင်ဆင်ကိုဘယ်လောက်တန်ဖိုးထားတယ်ဆိုတာသိတာထင်ရှားတယ်ပေါ့အဲ့ဒီခေတ်အနေထားလဲဆင်ဟာအလွန်အားကိုးရတာဖြစ်တယ်ပေါ့စီရေးစီရတိုင်းပြည်အုပ်ချုပ်တဲ့အခါမှာဆင်ဟာတန်ဖိုးရှိဆုံးပဲဒီကနေ့ခေတ်မှာတော့အနေထားတွေကပြောင်းလဲလာသည့်အတွက်ကြောင့်ဆင်ရဲ့တန်ဖိုးဟာကျသွားတယ်ဒါလည်းသတိပြုစရာပဲတန်ဖိုးရှိတယ်ဆိုတာတခြားအရာတွေကခိုင်မြဲမှုမရှိဘူးပြောင်းလဲနေတာပဲဖြစ်တယ်တန်ဖိုးဆိုတာပြောင်းလဲနေတတ်တယ်တစ်ချိန်တုန်းကမြန်မာနိုင်ငံရဲ့ငွေကြေးပဲကြည့်လိုက်အောင်ဘုန်းကြီးတို့စပြီးတော့မိတဲ့အချိန်မှာဆိုလို့ရှိရင်မြန်မာငွေရဲ့တန်ဖိုးဟာအလွန်ကြီးမားတယ်ဒီနာကအိန္ဒိယနိုင်ငံရူပီတဲ့လေတန်ဖိုးမြင့်တယ်ထိုင်းတို့ဘာလို့ဆိုတာမပြောနဲ့တော့မြန်မာငွေရတန်ဖိုးရှိတယ်ပေါ့အများကြီးတန်ဖိုးရှိတယ်အဲ့ဒီတော့ကဒေါ်လာမှ2ချက်ခွဲလောက်ကိုသတိထားမိတယ်ခုခေတ်ဆိုရင်ပုံမြင်လားလို့အောင်းမိအဲ့တော့ငွေကြေးဟာလဲခက်လိုက်တန်မိုးတွေကပြောင်းသွားတယ်ပေါ့ဘယ်ရမှမတည်မြဲဘူးဆိုတဲ့သဘောကရှင်းတော့ဆင်းနှကောင်အသုံးဝင်မှုဟာဘလောက်ကြီးကျယ်တယ်လဲဆိုလို့ရှိရင်မြန်မာရာဇဝင်နေလဲဖတ်ကြည့်ပေါ့ဘောဓုဒပကံခေကုံဆုံးသွားတဲ့အခါမှာမြင်းဆိုင်ဆိုတဲ့ခေတ်တစ်ခုပေါ်လာတယ်သိမကြဘူးမြင်းဆိုင်ခေတ်ကနေပြီးတော့ပင်းရကိုပြောင်းသွားတယ်တောတာလပင်းရတီလို့ဆိုတဲ့အတိုင်း684ခုနှစ်မြန်မာတက္ကရာ684ပင်းရခေတ်တစ်ခေတ်ပေါ်ထွန်းလာတယ်အဲ့ဒီပင်းရခေတ်မှာကျော်စွာတဲ့ဥဇနာတဲ့ညီကို2ယောက်ဥဇနာကအကြီးထင်းနှန်းဆိုင်ပြီးသူကယာရုကိုဆက်ခံတယ်သို့တော့သူ့ညီကျော်စွာကကားလျော်စွာဆင်မြူတစည်းပြီးရလိုက်တာဆင်မြူ9စင်းဖြစ်သွား9စီးရသွား9စီးရှင်ကျော်စွာလို့သမိုင်းမှာရေးတယ်
15စီးရတာနဲ့သူ့ကိုလှုပ်တဲ့ဥဇနာကညီကိုထိနှံလွှဲပြီးတော့ဆင်းပေးလိုက်တာအဲ့တော့ဆင်းရဲစွမ်းရည်တတ္တိဘယ်လောက်ရှိလဲဆိုစဉ်းစားကြည့်ပေါ့နော်ဆင်းပြူတော့5စီးပိုင်လိုက်တာအကိုလှုပ်တဲ့လူကအလိုလျောက်ပဲသူညီရဲ့ဘုံတကိုကိုလေးစားကြောက်ရွံ့ပြီးတော့ထိနှံကိုလွှဲအပ်လိုက်တယ်အဲ့ဒီသူတို့ရဲ့ဖခင်ဖြစ်တဲ့တိဟတုဘယင်ဆိုတာအင်းဝကိုတီပင်ရကိုတီထောင်နေဘယင်အဲ့ဒီတိဟတုရပေါ့ခုခေတ်ဆိုရင်တိဟတုဘယင်ကဆင်မြူရှင်ဖြစ်ချင်တော့ဘာလုပ်လဲဆိုသူ့လက်ထက်မှာဆင်မြူကတစည်းမှမရအောင်မရတော့စမုံမြစ်ထဲမှာမျောလာတာဆင်တကောင်ကဆင်ပြူတော်ဖြစ်နေဆင်ပြူဖြစ်နေအဲ့ဒီဆင်ပြူကိုဟိုခေတ်ကကရိန်းနေပါလေလည်းရှိတာမဟုတ်ဘူးเนาะအဲ့ဒီဆင်ပြူကိုဆယ်ယူပြီးတဲ့အခါမှာဆင်အရှင်ကဲ့သို့အပေါ်မတ်တက်ရက်စေပြီးညက်တွေပါတွေနဲ့မတ်တက်ရက်ပြီးအဲ့ဆင်ပြူပေါ်မှာထိပုဆိုင်ပြီးတော့ဆင်မြူရှင်ပွဲခံလိုက်သေးတယ်တမိုင်းထဲမှာပါတယ်အသေးတောင်မှဒီလောက်တန်မိုးရှိတယ်လို့နော်တစည်းရှင်တိဟတုလို့တမိုင်းမှာရေးတယ်မြန်မာလူငယ်လူရွယ်တွေဟာတမိုင်းကိုဖတ်တဲ့ဘာဖြစ်လို့တော့ဆိုကိုယ်နိုင်ငံကိုယ့်အကြောင်းမှကိုယ်မသိဘူးဆိုလို့ရှိရင်ကတော့သူများအကြောင်းကိုယ်မသိတာကိစ္စမရှိဘူးကိုယ့်အကြောင်းကိုယ်မသိရင်တော့မကောင်းဘူးနော်မကောင်းတာတွေပြောရမယ်ဆိုလို့ရှိရင်တော့မြန်မာစကားမြန်မာစာမတတ်ဘဲနဲ့အင်္ဂလိပ်စာတတ်နေလည်းမကောင်းဘူးမြန်မာစကားမြန်မာစာတတ်ရမှာပဲဖြစ်တယ်ဘာဖြစ်လို့လဲကိုကမြန်မာဖြစ်သည့်အတွက်ကြောင့်မြန်မာစကားတတ်ကိုတတ်ရမယ်မြန်မာ tradition ကိုသိရမယ်မြန်မာစာတတ်ရမယ်မြန်မာစာမတတ်ဘူးအင်္ဂလိပ်လိုတော့မှတ်နာခုံယူစရာမဟုတ်ဘူးတာနော်အံဝင်ခွင်ကြမဖြစ်ဖ ೇನೆ တခုတော့လွဲသွားပြီအင်္ဂလိပ်စာတတ်ရုံနဲ့အင်္ဂလိပ်မှာမဖြစ်တာမင်းပါလူမျိုးတို့မေးရင်ဗမာပဲဗမာစကားတတ်လားဆိုဟင့်အင်ပဲဖြစ်ရမှာအဲ့တော့အဲ့ဒါဆက်ဆက်ကောင်းဗမာလူမျိုးဖြစ်ရင်ဗမာစကားတတ်ရမယ်အဲ့တော့ဗမာပြည်မှာခက်နေတာ language နဲ့ subject matter ကိုမကွဲသလိုဖြစ်နေကြတယ်မကွဲသလိုဖြစ်တယ်ဆိုတာအင်္ဂလိပ်လိုတက်ရင်အကုန်သိသွားပြီလို့စိတ်ကထင်ကြတော့အင်္ဂလိပ်လိုတက်ပြီဆိုရင်အားလုံးပြီးတယ်လို့ထင်နေကြတာအင်္ဂလိပ်ဘာသာဟာ language တစ်ခုများသာဖြစ်တယ် subject matter ကိုအင်္ဂလိပ်လိုရေးထားလို့ဟုတ်ပါတယ်အင်္ဂလိပ်လိုသိလို့ရှိရင်ဖတ်လို့ရသွားပြီအရေးကြီးတာကအင်္ဂလိပ်ဘာသာစကားမဟုတ်ဘူး subject matter အရေးကြီးတာဂျပန်တို့ဘာလို့ဆိုတာအင်္ဂလိပ်စကားပြောတာမဟုတ်ဘူးအင်္ဂလိပ်လိုအကြောင်းအရာတစ်ခုပညာရပ်တစ်ခုပေါ်လာရင်ဂျပန်လိုပြန်ပြစ်လိုက်ပြီးအလုံးဝိုင်းလေ့လာလိုက်ကြတရုတ်ပြည်လည်းထို့တူပဲကိုရီးယားလည်းထို့တူပဲကိုရီးယားလိုပြန်လိုက်တဲ့ချက်ချင်းပြန်ပြီးတော့လေ့လာကိုယ်ဘာသာစကားနဲ့လေ့လာတဲ့အခါပို့တမိုးရှိတာပေါ့နော်ဘုဒ္ဓမိုးရှိတာပေါ့ဒါလည်းသတိထားကြပေါ့သတိထားကြပေါ့ဗမာဖြစ်ပြီးတော့ဗမာစကားမတတ်ဘူးဆိုရင်အောက်ကလိအောက်ကလိဆိုတဲ့ပုံမြင်တိုင်းဖြစ်သွားနိုင်တယ်နော်အဲ့ပုံမြင်တော့အကျယ်မပြောတော့ပါအဲ့တော့မြန်မာလူမျိုးတွေနဲ့မြန်မာသမိုင်းကိုတော့ထုံးလို့ချေရေလိုနှောက်စွာလို့ကျင့်ညက်နေအောင်ဖတ်ထားတဲ့တယ်သမိုင်းဆိုတာသမိုင်းပဲကောင်းတာရှိမယ်မကောင်းတာရှိမယ်ဘယ်သူသမိုင်းဖြစ်ဖြစ်အကောင်းရှိတယ်မကောင်းမှုရှိတယ်ကဘာနဲ့ဆက်ဆက်ပြီးတော့ပြောရမယ်ဆိုရင်မြန်မာတို့ရဲ့ယဉ်ကျေးမှုဟာတော်တော်စောတယ်တော်တော်စောတယ်ဗမာတွေကကိုထီကိုနန်းနဲ့ယဉ်ကျေးကြီးထီသုံးနန်းသုံးစကားတွေနဲ့ပြောပြီးပညာရပ်တွေတိုးတက်မြင့်မားနေတဲ့အချိန်မှာအင်္ဂလန်တို့ဥရောပတို့ဆိုတာတွေက
ခိုင်ရိုင်းဘဝမှာပဲရှိသေးတယ်ခိုင်ရိုင်းဘဝမှာပဲရှိသေးတယ်သမိုင်းကိုတေချာကြည့်ရင်သိလိမ့်မယ်ဗမာပြည်ကကုန်းမောင်ခေတ်စတင်တည်ထောင်တာအလောင်းမင်းတရားအလောင်းမင်းတရားအိုးအော်မြီကုန်းမောင်တီလို့ဆိုတဲ့အတိုင်း1115ဥအော်မြီတနင်္ဂနွေနာကတစ်ယူတာနော်တစ်သုံးလုံးနဲ့နောက်ကမြီက9မြီကုန်းမောင်တီဆို1115မှာကုန်းမောင်စပြီးတော့ပေါ်လာအဲ့ဒီအလောင်းမင်းတရားရဲ့မျိုးဆက်ထဲကဘာကြီးတော်ဆိုတဲ့ဘုရင်ရှိတယ်ပထမဆုံးအလောင်းမင်းတရားအုပ်ချုပ်တယ်အဲ့ဒီနောက်မှာနောင်တော်ကြီးမင်းဆိုတာအုပ်ချုပ်တယ်သိပ်မကြဘူး3နှစ်လောက်ပဲနောက်ထပ်ဆက်ခန္ဓာကဆင်မြူရှင်လို့ခေါ်တယ်ပတုံဆင်မြူရှင်လို့ခေါ်တယ်သူကအဲ့ဒီဆင်မြူရှင်လို့ခေါ်တဲ့မင်းသားပြီးတဲ့အခါကျတော့ဆင်မြူရှင်ကသူ့သားကိုထိနှံပေးလိုက်တဲ့အခါစင်ကူမင်းထဲကနေပြီးတော့မင်းသားမောင်မောင်ဆိုတာနောင်တော်ကြီးရဲ့သားကနေပြီးတော့ထိနှံကိုလူယူတယ်9ရက်ပဲနန်းဆံပြီးအလောင်းမင်းတရားကြီးရဲ့သားကြီးတူဖြစ်တဲ့ဘိုးတော်ပထုံမင်းခုနမြေထူးမင်းလို့ခေါ်တဲ့ဆင်မြူရှင်ပထုံမင်းကထိနှံကိုသိမ်းယူလိုက်တဲ့အခါကျတော့အလောင်းမင်းတရားကြီးကသားစဉ်မြေးဆက်သူ့ရဲ့သားတွေဟာလက်ချောင်းတွေလိုအကြီးငယ်ဆင်လိုက်ထိနှံဆက်ခံမှုမှားထားခဲ့တယ်သို့တော့ဒုတိယမြောက်ဆက်ခံတဲ့ဆင်မြူရှင်လို့ခေါ်တဲ့မြေထူးမင်းကစီကံဖောက်တယ်စီကံဖောက်ပြီးတော့ညီတွေကိုထိနှံမှတ်ပဲနဲ့သားကိုအဲ့လိုဖြစ်တာပေါ့နော်အဲ့ဒီဘိုးတော်ပရုံမင်းလက်ထက်ကနေပြီးတော့ဘိုးတော်ရဲ့ယာရုကိုဆက်ခံတာသူ့သားတော်မဟုတ်ဘူးမြည်တော်စကိုင်းမင်းလို့လည်းခေါ်တယ်ဗာကြီးတော်အဲ့ဒီဗာကြီးတော်ဆိုတာမင်းတို့ကနေခေါ်တာဗာကြီးတော်လို့ဗာကြီးတော်ခေါ်တာနော်မင်းတို့ကနေခေါ်တဲ့အခေါ်အဲ့ဒီဗာကြီးတော်မင်းတရားလက်ထက်မှာပြင်သစ်ကနပိုလီယံအုပ်ချုပ်တဲ့ခေတ်တူတူပဲအစစ်တိုက်နေရတော့မှရှိသေးတယ်နော်နပိုလီယံဘာကြီးတော်မင်းနဲ့နပိုလီယံတို့ရဲ့အပြန်အလှန်သုံးတော့ပေးတယ်ဆိုတာသမိုင်းထဲမှာပါတယ်သို့တော့အဲ့သမိုင်းထဲမှာရေးတဲ့ကနပိုလီယံလို့မရေးဘူးဘိုနာပတ်မင်းလို့ရေးတယ်နပိုလီယံဘိုနာပတ်သူ့နာမည်ကဘိုနာပတ်သမိုင်းကိုတစ်ချက်ဖတ်ကြည့်တော့တွေ့လိမ့်မယ်အဲ့ဒီအချိန်မှာဒီကဘာကြီးတော်မင်းကအမရပူရမြို့မှာနန်းဆန်နေတဲ့အချိန်မှာပြင်သစ်မှာဘိုနာပတ်ဆိုတဲ့နပိုလီယံအုပ်စိုးတဲ့အချိန်ပဲနပိုလီယံဆိုတာပထမတမန်တူကနေပြီးတော့တိုင်းပြည်အုပ်စိုးတဲ့ပုဂ္ဂိုလ်ဖြစ်လာတာလေသူလည်းစစ်သူရဲကောင်းလူဘူးလေးပဲအဲ့ဒီသူတို့ခေတ်မှာပါပြင်သစ်ကအဲ့လိုထူထောင်တော့မှရှိသေးတယ်စဉ်းစားကြည့်ပေါ့နော်ဗမာပြည်ဟာသမိုင်းမှာနောက်မကြပါဘူးနော်အဲ့လိုကိုလူမျိုးကိုသမိုင်းကိုဘာသာစကားကိုလူတိုင်းဟာမျက်နှိုးရမယ်ထိမ့်သိမ်းဆောက်ရှောက်ရမယ်ဆိုတာဒါအရေးကြီးတဲ့အချက်တစ်ခုပဲပေါ့နော်အရေးကြီးတဲ့အချက်တစ်ခုအရာခတ်သိမ်းဟာတန်မိုးဆိုတာပြောင်းသွားတယ်ဆိုတာလည်းသတိထားပေါ့ဘယ်ရာမှတည်မြဲတယ်ဆိုတာလောကမှာမရှိဘူးလူသမိုင်းဟာလည်းပဲမြင့်တုံနှိမ့်တုံတက်တဲ့အခါတက်တယ်ကြားတဲ့အခါကြားတယ်အကြောင်းမဲ့နှိမ့်တာအကြောင်းမဲ့ကြားတာတော့မဟုတ်အကြောင်းမဲ့မြင့်တက်တာလည်းမဟုတ်ဘူးလူတွေဟာအသိဉာဏ်ရောပါပြီးတော့အချင်းချင်းကွဲပြားသွားကြပြီဆိုရင်ကြာသွားပြန်အသိဉာဏ်မြင့်မားပြီးတော့ကြိုးစားကြပြန်ပြီဆိုရင်တက်လာတယ်တော့ဘယ်အရာမှတော့ခိုင်မြဲတာတော့မရှိဘူးပေါ့မခိုင်မြဲတဲ့အရာဖြစ်သည့်အတွက်ကြောင့်
စင်ထာဝရကြိုးစားနေရမယ်ဆိုတာကိုတတိရှိရမှာပေါ့အေးရှေးခေတ်ကဆင်တွေကိုတမိုးထားလိုက်တာဆင်ရဲ့တမိုးဟာခဏခေတ်ကျသွားပြီမြမငွေရဲ့တမိုးလည်းကျသွားအလုံးတမိုးတွေကျသွားတယ်ဘာကြောင့်ကျလဲဆိုတာအကြောင်းရှာပြီးတော့ကိုယ့်ကိုတမိုးတက်အောင်ကြိုးစားမှာဖြစ်တယ်သင်္ကန်းစာယူတယ်ဆိုတာအဲ့ဒါမျိုးပြောတာဘာကြောင့်ကျတယ်လဲအကြောင်းရှာတိုးတက်တုန်းကဘာကြောင့်တိုးတက်ခဲ့တယ်လဲအကြောင်းရှာမှာဖြစ်တယ်အဲ့လိုမကြဘဲနဲ့တည်မြဲနိုင်တာကတော့ကိုယ်စိတ်ကိုယဉ်ကျေးအောင်လုပ်ပြီးရင်တော့ဘယ်တော့မှမကြတော့ရဟန္တာဖြစ်သွားရင်တော့နောက်ကြောင်းဘယ်တော့မှပြန်မလှဲ့တော့အဲ့ဒါတခုကတော့အာမခံချက်ရှိသွားတယ်နော်စိတ်ဟာယဉ်ကျေးသွားပြီဆိုလို့ရှိရင်တော့နောက်ကြောင်းပြန်မရောက်တော့ကြံတဲ့ယဉ်ကျေးမှုတွေတို့ပါလို့ဆိုတာတော့နှိမ့်တုံမြင့်တုံမတိမမြဲလောကရန်ထဲမှာဒီလိုပဲသဘာဝအတိုင်းသွားနေကြမှာဖြစ်တယ်အေးမြတ်ဗုဒ္ဓရဲ့သာသနာတော်နဲ့ကြုံတွေ့နေတဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမဟာဘာကိုဆုံးမတာလဲဆိုတာကိုသဘောပေါက်နားလည်ဖို့လိုတယ်ဘုရားရဲ့အဆုံးအမက mind center teaching လို့ခေါ်တဲ့စိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတာရုပ်ကိုလှအောင်ပြင်ရမယ်လို့ဘယ်တော့မှမဆုံးမဘူးเนาะသို့တော့လှအောင်မပြင်ပေမဲ့လို့ကျမ်းမအောင်ကတော့နေရမယ်တန်ရှင်းအောင်နေရမယ်ကျမ်းမအောင်နေရမယ်ဒါကတော့လောမှာဖြစ်တယ်ရုပ်ခန္ဓာကိုတန်တန်ပြန့်ပြန့်ဖြစ်စေရမယ်ကြံ့ခိုင်ကျမ်းမအောင်လုပ်ရမယ်သို့တော့စိတ်လိုရုပ်ခန္ဓာကိုပြင်ရမှာတော့မဟုတ်ဘူးကဲစိတ်ကိုပြင်ရမှာဆိုတာမကောင်းတဲ့စိတ်တွေကိုကောင်းတဲ့အနေအထားတစ်ခုဖြစ်လာအောင်ပြုပြင်စိတ်ကိုပြုပြင်ဖို့ဆိုတဲ့အတိဟာတမန်လွယ်ကူအပြင်သိကြတာမဟုတ်ဘူးနော်ဒါကြောင့်မို့ရုပ်ကြည့်ပဲပြင်တာနှာခေါင်းသွားပြင်လိုက်မေးရိုးသွားပြင်လိုက်နဲ့နော်မျက်နှာပေါက်သွားပြင်လိုက်နဲ့ဝိចេတနာတွေကုန်ကြခံပြင်ရင်နဲ့ရွဲ့ကုန်တာပါပဲနော်ဘာမှပြင်လို့မရပါဘူးခဏပဲလေပြင်လိုက်တာခဏပဲအဲ့တော့ပြင်ရမှာကစိတ် physical body ကိုပြင်ရမှာမဟုတ်ဘူး physical body ကိုဘာလို့အောင်ကျမ်းမာအောင်ထားရမှာကျမ်းမာစေရမယ်တန်တန်ပြည့်ပြည့်ရှိစေရမယ် physical body နဲ့ mind ဆိုတာအပြန်အလှန်ဆက်သွယ်နေတာပဲဖြစ်တယ်ဒါကြောင့်မို့သူ့ကိုကျမ်းမာစေရမယ်တန်တန်ရှင်းရှင်းဖြစ်နေရမယ်ဒါတော့ပါပြီးတဲ့အခါကျတော့တန်ရှင်းအောင်ပြုပြင်ရမှာတော့စိတ်ပဲဖြစ်တယ်ဒါတွေကိုမြတ်စွာဘုရားက mind center teaching စိတ်ကိုဗဟိုပြုပြီးဆုံးမတာမြန်မာစကားမှာလည်းပဲစိတ်ပြိုကိုနုစိတ်ထောင်းတော့ကိုချီနော်စိတ်တလုံးပိုင်ရင်ကိလေသာတွေကုန်နိုင်တယ်တို့ရှေးကဆိုခဲ့ကြတဲ့စကားတွေများစွာရှိတယ်မြတ်စွာဘုရားကလည်းစိတ်ကိုဗဟိုပြုပြီးမင်းစိတ်ကောင်းနှလုံးကောင်းထားရမယ်စိတ်ကိုပြုပြင်လို့ရှိရင်တဲ့နှလုံးထဲမှာရှိတဲ့အပူပင်တွေမှန်သမျှအကုန်လုံးဟာငြိမ်းချမ်းသွားလိမ့်မယ်လို့စိတ်ကိုပဲဥတည်ပြီးတော့ဟောတာပဲဖြစ်တယ်နော်လောကမှာဆင်းရဲဒုက္ခမရောက်ချင်ဘူးချမ်းသာဒုက္ခပြီးတစ်ခုပြီးတစ်ခုချမ်းသာဒုက္ခနဲ့ပဲနောက်ဆုံးထာဝရငြိမ်းတတ်ဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းနဲ့ဆိုရင်လည်းစိတ်ကိုပြင်ရမှာစိတ်နဲ့ပဲသွားတာကောအခု meditation ဆိုတဲ့ကမ္မထာအလုပ်တွေမှန်သမျှစိတ်အလုပ်တွေချွဲကောင်းဒါနဆိုတာအလုံးသိတဲ့အတိုင်းလှူမှုတမ်းမှုသီလဆိုတာကာယကံနဲ့ဝစီကံထိန်းတာဘာဝနာဆိုတာကိုယ်စိတ်ထဲမှာကောင်းမြတ်တဲ့အရည်အချင်းတွေတိုးတက်လာအောင်လေ့ကျင့်တာစိတ်အလုပ်ပဲသူကဘာဝနာကိုမနောကံလို့ပြောတယ်ဟောသီလကြတော့ကာယကံနဲ့ဝစီကံသူဆိုတာဘာဝနာကတော့မနောကံအလုပ်ပဲစိတ်ကိုထိမ့်သိမ်းဆော့ရှော့တဲ့အလုပ်တခြား
ကိုယ်ပတ်ဝန်းကျင်မှာရှိကြတဲ့ဘာသာတရားတွေကိုနည်းနည်းအကဲခတ်ကြည့်လိုက်ဒါကကိုယုံကြည်ရယုံကြည်ဘာမှပြောစရာတော့မလိုဘူးသို့တော့သိရအကဲခတ်ကြည့်လိုက်သူတို့ရောစိတ်ကိုဆုံးမနေကြတာလားတခြားဘာသာတွေရောမိုင်းစင်တာတည်ချင်လားလို့ဆိုမဟုတ်ဘူးတခြားဘာသာတွေက God Center တည်ချင်လို့ခေါ်တယ်ဘုရားသခင်ကိုဗဟိုပြုပြီးတော့ဆုံးမတာဘာပဲဖြစ်ယဉ်ကျေးမှုကတော့ရမှာပဲနော်အေးဒီလို့မလုံးနဲ့ဘုရားမကြိုက်ဘူးဒီလို့ဘုရားကြိုက်တယ်ဘုရားကြိုက်တယ်မကြိုက်ဘူးနဲ့လူတွေကိုကောင်းအောင်ဆုံးမတာပဲဒါလဲမမှန်ဘူးလားဆိုလူတွေကောင်းမလာဘူးလားကောင်းတဲ့လူမရှိဘူးလားဆိုရှိပါတယ်မရှိဘူးမဟုတ်နော်ဖះကြိုက်တယ်မကြိုက်ဘူးဆိုပြီးတော့ဆုံးမပြီးတော့လူတွေရဲ့ခုချင်းတရားကိုထိမ့်သိမ့်သွားတာဘာသာတရားအများစုကအဲ့ဒါနဲ့ထိမ့် God Center တည်ခြင်းဖះသခင်ရဲ့လူတော်ချဆိုပြီးတော့ထိမ့်သွားလူတော်လူကောင်းတွေမရှိဘူးလားရှိတာဘုရားသခင်ကိုယူသည်လေးစားပြီးတော့လူတော်လူကောင်းလည်းဖြစ်တာဘုရားသခင်ရှိတာမရှိတာဒါလူတော်လူကောင်းတော့ဖြစ်တာလူတော်လူကောင်းဖြစ်ရင်ကောင်းတာကြီးပဲကောင်းတော့ဘယ်သူလှုပ်လို့ဥပမာပြောရမယ်ဆိုရင်မြန်မာထညက်ဘယ်သူစားရှာပေါ်ရောက်ချုံမှာပဲမဟုတ်လားဒီလူကတော့မြန်မာလူမျိုးမဟုတ်ဘူးတခြားလူစားရင်ထညက်ကငံနေတယ်လို့ဒီလိုတော့မရှိဘူးဘသူစားတညက်ဆိုတာချိုတာပဲလူတွေမဟုတ်တခြားသတ္တဝါစားလဲချိုမှာပဲချိုတဲ့အမျိုးကိုအဲ့ဒါလိုပဲကောင်းကျိုးချမ်းသာရစေနိုင်တဲ့သဘာဝတရားဟာဘသူပဲလို့ကောင်းစားမှာပဲသိချတယ်ပါဠိပါဒကရှောင်းတာဟာဘုရားဘာသာကရှောင်းလို့ဘုရားဘာသာမှာအကျိုးရှိမှလားဆိုမဟုတ်ဘူးဘယ်ပုဂ္ဂိုလ်ရှောင်းပါဠိပါဒရှောင်းရင်အသက်ရှိခြင်းယောဂကိဉ္စဆိုတဲ့အကျိုးရမှာပဲဒါသူ့ရဲ့တဘာဝပဲလေအေး God Center တည်ခြင်းဘုရားသခင်ကိုဘို့ပြုပြီးလူတွေကိုလိမ္မာယဉ်ကျေးအောင်ဆုံးမတဲ့ဘာသာတရားတွေဘုန်းကြီးတို့တွေယုံကြည်ကိုယ်ဝယ်စိတ်ကတ်တဲ့ဘုရားဘာသာကြတော့ God ဆိုတာကိုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအတိမမပြုဘူးကိုယ်ရင်နဲ့နှလုံးထဲကစိတ်နော်ရှင်နဲ့နှလုံးထဲကစိတ်အဲ့ဒီစိတ်ဆိုတဲ့ mind center တည်ခြင်းစိတ်ကိုဘောပြုပြီးတော့ဆုံးမတဲ့ဘုရားတရားတော်အဲ့လိုအဲ့တော့ဘုန်းကြီးတို့တွေကအထက်ကိုမော့ကြည့်စရာလည်းမလိုဘူးအောက်ကိုငုံကြည့်စရာလည်းမလိုဘူးကိုယ်ရင်ထဲကစိတ်ကိုလိမ္မာရင်ချင်းအောင်ဆုံးမဖို့ပဲလူတိုင်းမှာစိတ်ရှိတယ်အဲ့ဒီကိုယ်ရင်ထဲကစိတ်ကိုပဲလိမ္မာရင်ချင်းအောင်ဆုံးမရမယ်လို့ဆုံးမပုံဆုံးမနည်းတွေတော့အများကြီးပေးထားတာဆုံးမတဲ့နည်းတွေကတော့စိတ်ကိုဆုံးမနိုင်ပြီဆိုလို့ရှိရင်စိတ်ဟာကိုထားတဲ့အတိုင်းခုနဆင်ကြီးတကောင်ဆုံးမလို့ဆင်ကြီးတကောင်လိမ္မာရင်ချင်းသွားပြီဆိုရင်အမှန်တမ်းတမိုးရှိသလိုကိုယ်စိတ်ကိုဆုံးမလိုက်လို့စိတ်လေးယဉ်ကျေးသွားပြီဆိုလို့ရှိရင်တော့အလုံးကိုတန်မိုးရှိသွားတယ်ဒီတန်မိုးကဘယ်တော့မှမပြတ်တော့ဘူးလို့ဆိုလို့နော်နည်းနည်းဆုံးမလိုက်လို့ရှင်ကျေးသွားပြီဆိုရင်သောတာပန်ဖြစ်သွားရင်ပြတ်တယ်လို့မရှိတော့ဘူးဒီတဲ့ပို့ဆုံးမလိုက်လို့သဂရကံဖြစ်သွားပြီဆိုရင်စိတ်ဟာပြန်ပြီးတော့မဲညစ်သွားတယ်လို့မရှိဘူးအနာဂံဖြစ်သွားလိုက်လို့စိတ်ကိုဆုံးမလိုက်လို့အနာဂံဖြစ်သွားပြီဆိုရင်လေစိတ်ရဲ့ရင့်ကျက်မှုကပို့ပြီးတော့တိုးတက်လာဘဝဟာလည်းပဲမြင့်တဲ့မြင့်သွားတယ်စိတ်ကိုဆုံးမလိုက်သည့်အတွက်ကြောင့်သောတာပန်ဖြစ်လို့ရှိရင်ခုနဘဝတဲ့ပို့ပြီးတော့ကိုခြင်းနာခြင်းသိခြင်းဆိုဆင်းရဲကိုမခံရတော့ခုနဘဝဟာအလွန်ဆုံးပဲတဂရကံဖြစ်လာလို့ရှိရင်၅ဘဝဟာအလွန်ဆုံးအနာဂံဖြစ်လာပြီဆိုရင်2ဘဝဟာအလွန်ဆုံးယန္တာဖြစ်လာလို့ရှိရင်ဖြစ်တဲ့ဘဝမှာပဲဆင်းရဲဒုက္ခဆုံးသတ်မှာပဲဖြစ်တယ်အဲ့တော့တန်တရားထဲမှာဘဝဒုက္ခတွေအများကြီးသက်သာသွားတယ်ဒီလိုဆိုလို့ရပေါ့နော်
အဲ့ဒါကဘယ်တော့မှနောက်ကျောင်းပြန်တယ်လို့မရှိဘူးငွေစည်းကသာတန်မိုးကြမယ်အဲ့ဒီတရားကတော့တန်မိုးမကြဘူးတဲ့ဘယ်တော့မှကိုယ်စိတ်လေးကိုဆုံးမလိုက်တဲ့တန်မိုးဟာတည်ငြိမ်တဲ့တန်မိုးတစ်ခုပဲဖြစ်သွားတယ်တည်ငြိမ်တဲ့စိတ်ဆုံးမလိုက်လို့ရှိရင်ဥပမာမဲ့သောတာပန်ဖြစ်သွားတယ်ဆိုရင်အပယ်လေးပုံနဲ့ဆက်ပြတ်သွားပြီတရိစ္ဆာန်ဖြစ်ရမှာမကြောက်ရတော့ဘူးပြိတ္တာဖြစ်ရမှာမကြောက်ရတော့ဘူးငရဲကြမှာမကြောက်ရတော့ဘူးနော်အတုရကေပုံရောက်ရမှာမကြောက်ရတော့ဘူးဒါသောတာပန်ဖြစ်သွားရင်32ပုံနဲ့4ပုံလွတ်သွားပြီ4ပုံလွတ်သွားပြီတခါတဂရကံဖြစ်သွားရင်သောတာပန်နဲ့ပါထူးတော့ဆိုရင်သောတာပန်မှာလည်းပဲလောဘဒေါသရှိသေးတယ်တဂရကံမှာလည်းပဲလောဘဒေါသရှိသေးတယ်သို့တော့သမ္မာပုထုဇဉ်တွေပုဂ္ဂိုလ်တွေရှိတဲ့အရှိမျိုးမဟုတ်ဘူးသမ္မာပုထုဇဉ်တွေကြတော့မထိန်နိုင်မသိနိုင်အောင်လောဘကအရှိန်တက်တယ်ဒေါသဆိုလည်းရုပ်ပြည့်စင်ပြည့်ဖြစ်တယ်သောတာပန်ဖြစ်သွားရင်သူ့ရဲ့ရှင်ထဲမှာဖြစ်တဲ့လောဘကသူ့ကိုအပယ်ကျလောက်အောင်မစွမ်းဆောင်တော့ဘူးဒေါသကလည်းအပယ်ကျလောက်အောင်မစွမ်းဆောင်တော့ပုရုဇဉ်တွေဖြစ်တဲ့ဒေါသကြတော့အမေဖေလည်းတန်ရဲတယ်ဆိုတဲ့အကုသိုလ်မျိုးဖြစ်သွားတယ်နော်အဲ့တော့ဘယ်တော့မှကွာသွားတယ်တဂရကံဖြစ်သွားပြီဆိုလို့ရှိရင်သောတာပန်နဲ့ဘယ်လိုကွာသွားတော့ဆိုရင်လောဘဟာဖြစ်တဲ့အကျိန်လည်းနည်းသွားတယ်အရှိန်လည်းနည်းသွားတယ်ဒေါသဟာလည်းဖြစ်တဲ့အကျိန်လည်းနည်းတယ်အရှိန်လည်းနည်းတယ်သောတာပန်က10ကြိမ်ဖြစ်တယ်ဆိုလို့ရှိရင်2ကြိမ်လောက်ပဲဖြစ်မှာဖြစ်တဲ့အရှိန်လို့ခေါ်တဲ့ဒီဂရီဟာလည်းရောကျသွားတယ်နော်သောတာပန်ကဒီဂရီ85လောက်ရှိတယ်ဆိုရင်တဂရကံကျတော့ဒီဂရီအဲ့လောက်မရှိတော့5ခုလောက်2ခုလောက်ပဲရှိတော့အဲ့လောက်ကြီးကျသွားတယ်အဲ့ဒါကိုစာပေကျမ်းကမှာပရိယုဌာဏမန္တတဲ့အထိတ်စုပတ္တိတဲ့ဖြစ်လာတဲ့အခါလဲအရှိန်မရှိဘူးတဲ့ဖြစ်လဲဖြစ်ခဲတယ်ဆိုတော့ဖြစ်ကြိမ်လဲယော့သွားတယ်ဖြစ်တဲ့အရှိန်လဲယော့နေသွားတယ်ဒါသက္ကရာကအနာဂံဖြစ်ပြီဆိုလို့ရှိရင်ကာမရာဂလို့ဆိုတဲ့ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့တွေ့တာမှုတွေလုံးဝပျောက်သွားတယ်အဲ့ဒီတွေ့တာမှုပျောက်တယ်လို့ပဲရှင်တွေကအမုန်းတရားဆိုတာမရှိတော့ဘူးသူမှာလုံးဝပျောက်ကင်းသွားတယ်ဒါကြောင့်မို့သူ့ဘဝဟာဘဝတစ်ခုရှိနေအောင်ပဲလူဘဝကအနာဂတ်ဖြစ်လို့ဘဝတစ်ခုရှိအောင်ပဲဆိုလို့ရှိရင်တက်တန်းရှိကြတဲ့ပြမပြေရောက်တယ်သူကဆိုပါစို့ကသဗ္ဗမြတ်စွာဘုရားလက်ထက်တုန်းကဩရိန္ဒေဂတိကာရဆိုတာကြားဖို့ကြလိမ့်မယ်သူဟာဥလုံငန်းလုပ်ပြီးတော့မိဘနှစ်ပါးမျက်စိနှစ်ကွင်းအလင်းမရတဲ့မိဘနှစ်ပါးကိုလှုပ်ကြွေးနေတယ်လှုပ်ကြွေးတဲ့အခါမှာတရားဝါတွေမထိခိုက်အောင်လို့တီချစ်စာတို့ပဇွန်ချစ်စာတို့အဲ့ဒီမြေတွေကိုစုတယ်ပေါပြားနဲ့ပေါလို့တီကောင်းတွေခါပြတ်မစုံတော့နော်အပေါ်မှာတီကောင်းတွေကျစ်လိုက်လို့အပေါ်တက်လာတဲ့မြေကဘာမှာတရားဝါတွေကင်းပြီးတော့ပြိုကျတဲ့မြေအဲ့လိုဟာလေးတွေကိုယူပြီးတော့သူကျွမ်းကျင်တဲ့အိုးလုံငန်းနဲ့လုပ်ပြီးတော့သူကသမွေးဝမ်းကြောင်းလုပ်တယ်သူဟာအနာဂတ်ကြီးပဲအတူတည်တဲ့အခါကျတော့သုရဝတ္တဘုံရောက်သွားတယ်မြတ်စွာဘုရားကိုကြာသင်္ကန်းဘုရားလောင်တော်ထတော့ကြာသင်္ကန်းလာကတ္တသူကတ္တာပဲနော်သူလာကတ္တာအဲ့တော့သုရဝတ္တဘုံရောက်သွားရင်အနာဂတ်ကတိုင်းတာတစ်ခုရမကြခင်ယန္နာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်အမျိုးအစားလိုက်ပေါ့လေအဲ့ဒီဂတိကာရဟာသောတဂရကံဘဝကနေအနာဂတ်ဖြစ်သွားတဲ့ဟိုအနာဂတ်ဘဝကနေပြီးတော့ဖြစ်မဘဝရောက်သွားတဲ့ပုဂ္ဂိုလ်ပဲပေါ့အဲ့လိုကာမရာဂကာမဘုံမှာပြန်မဖြစ်တော့ဘူးရှင်ထဲမှာအမုန်းတရားလည်းကင်းစင်သွားတယ်ယန္နာဖြစ်ပြီဆိုရင်တော့ဒါနောက်ဆုံးဘဝပဲရှင်ထဲမှာပူပန်မှုတွေမရှိဘူး
တွေ့တာမှုတွေမရှိဘူးမှန်မသိမှုဆိုတာတွေမရှိဘူးအဲ့လိုစိတ်ဓာတ်မှာယန္တာဖြစ်သွားပြီဆိုရင်စိတ်ဟာလုံးဝဖြူစင်သွားတယ်စိတ်ရဲ့အနှောင့်အယှက်တွေစိတ်ရဲ့အညစ်အကြေးတွေကအလုံးလွတ်ကင်းသွားတယ်စိတ်မှာဖြူစင်စေတဲ့အင်အားစုတွေရှိသလိုညှဉ်းနှွမ်းစေတဲ့အင်အားစုတွေလည်းရှိတယ်ကိုယ်စိတ်လေးကိုကိုယ်အာယုံပြုကြည့်လိုက်နော်အာယုံပြုကြည့်လိုက်လောဘဖြစ်လာလို့ရှိရင်ညှဉ်းနှွမ်းတဲ့အခြေအနေတစ်ခုဖြစ်သွားတယ်ဒေါသဖြစ်လာလို့ရှိရင်လည်းညှဉ်းနှွမ်းတဲ့အခြေအနေတစ်ခုပဲမာနတွေအိတ်တာတွေမစ္စရိယတွေမကောင်းမှုအကုသိုလ်14မျိုးတဲ့တစ်ခုဖြစ်လိုက်တာ ਨੇ စိတ်ဟာညှဉ်းနှွမ်းသွားတာစိတ်ညှဉ်းနှွမ်းရင်လည်းညှဉ်းနှွမ်းတယ်စိတ်ပူရင်လည်းပူမယ်လောကလူတွေကစိတ်ပူတယ်ပြောတာအဲ့ဒါတွေကြောင့်ပူတာနော်အဲ့ဒါတွေရှိနေသေးလို့ပူတာအဘိဓမ္မာသင်မှုတဲ့ပုဂ္ဂိုလ်တွေသိလိုက်မယ်အကုသိုလ်စေတသိက်14ခုဆိုတာစိတ်ထဲမှာဖြစ်တဲ့စိတ်ရဲ့အညစ်အကြေးများ mental impurity ပေါ့ impurity of mind လို့ခေါ်တယ်စိတ်ရဲ့အညစ်အကြေးတွေ14မျိုးရှိတယ်အဲ့ဒီ14မျိုးကိုတန့်စင်ဆေးကြောပြလိုက်နိုင်တဲ့ပုဂ္ဂိုလ်လုံးဝတန့်စင်ဆေးကြောလိုက်တဲ့ပုဂ္ဂိုလ်ကိုယဟန္တာလို့ခေါ်တာပဲတစ်ခုနှစ်ခုလောက်တန့်စင်နိုင်ရင်သောတာပန်ဒိဋ္ဌိနဲ့ဝိသိကိစ္စတန့်စင်လိုက်ရင်သောတာပန်ကာမရာဂနဲ့ဗျာပါဒကိုတန့်စင်လိုက်နိုင်လို့ရှိရင်အနာဂံလို့ဆိုပြီးအညစ်အကြေးမှန်သမျှကိုတန့်စင်ဆေးကြောလိုက်လို့ရှိရင်ယဟန္တာဖြစ်သွားဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ရွှေစင်နဲ့အလားတရံတူတယ်ပေါ့ရွှေထဲမှာရောနှောပါနေတဲ့တတ္တုတွေရှိတယ်တတ္တုပစ္စည်းတွေအဲ့ဒါတွေကိုကျွမ်းကျင်တဲ့ပရိဆရာကမိဖုံးလိုက်ရေဖြန်းလိုက်တဲ့ရွှေတွေကအညစ်အကြေးတွေကိုထွက်သွားအောင်သန့်စင်ဖြစ်တယ်ရွှေစင်ဖြစ်သွားပြီအညစ်အကြေးတွေမရှိတော့ဘူးဆိုအဲ့ဒီရွှေလေးကနန်းဆွဲလို့ရသွားတယ်နော်အလှပလူတွေရဲ့လက်ဝတ်တန်းစာယရဏလုပ်လို့ရတာအကယ်၍ရွှေအရင်တုံးကိုသွားဆွဲလိုက်မယ်ဆိုကျိုးသွားအညစ်အကြေးတွေရှင်ကျိုးနေတယ်ကျွတ်တယ်ဆက်တယ်ဆိုတာဖြစ်တန်းစင်လိုက်တဲ့ရွှေလေးဟာဘလို့ဆွဲရသူဆွဲခြင်းတို့ဆွဲကျိုးခြင်းဆက်ခြင်းမရှိတော့ရွှေစင်ဖြစ်သွားတယ်ပေါ့ဒါကြောင့်လူတွေဝတ်တဲ့ဟာတွေတချို့ဟာရွှေစင်မဟုတ်ဘူးရောထားနော်ရောထားရွှေစင်ဆိုရင်ပျော့ပြောင်းပြီးတော့ကိုဆွဲရပါနေမှာကြက်ပေါင်လေးလို့အဲ့ဒါလို့အညစ်အကြေးတွေလုံးဝပျောက်ကင်းသွားတဲ့သဘောယန္နာဖြစ်တယ်ဆိုတာဟောအဲ့ဒါလို့ပဲကိုယ်စိတ်လေးဟာအညစ်အကြေးတွေလုံးဝကင်းလွတ်သွားတဲ့သဘောအဗ္ဗဓမ္မယုတ်တိသဘာဝကြည့်ရုပ်ကတော့ဒီတိုင်းပဲလေလူရဲ့ရုပ်ဆိုဘလောက်ဆေးဆေးပြောင်းတော့မှမဟုတ်တာပြောင်းမလားအတွင်းနဲ့အပြင်လှန်ကြောပြီးဆေးကြည့်ရလားဘယ်လိုလုပ်ပြန်နော်အတွင်းအမြဲညစ်နေတာပဲလေအပြင်လေးတော့ဆေးလို့ရမှာပေါ့အတွင်းအပြင်လှန်ပြီးဆေးကြည့်လိုက်ဘယ်နဲ့နေမလဲအဲ့ဒါလို့ရုပ်ခန္ဓာကိုယ်ဆိုတာတော့အတွင်းထဲကတန်ရှင်းတဲ့အရာမရှိလို့ထွက်လာတဲ့ဟာတွေကအကုန်အငြိကြေးကြီးပဲလေအဝင်တော့ကတော့ဖြောင်းတယ်ထွက်ကြရင်တော့အဲ့ဒါတိတ်ပုံပဲအိမ်တိုင်းဟာမလီနာမည်လှလေးပေးထားတဲ့အိမ်သားတဲ့တကယ်ကတော့နှစ်ယောက်မသွားရဲတဲ့နေရာပဲတကားချက်ထိုးပြီးတော့တယောက်တည်းသမင်းစားတော့ကတော့အတိုင်းနဲ့အဝိုင်းနဲ့စားကြတယ်ပြန်ထုတ်ပြီးဆိုတဲ့အခါကျတော့တယောက်တည်းချက်ထိုးဘယ်လိုအမျိုးကြောင့်အဲ့ဒါလို့လောက်ကြသလဲလို့ဆိုရင်အနံ့ဆိုးလို့ပေါ့ရှင်စရာကောင်းလို့ပေါ့အဲ့လိုလုပ်တယ်ဆိုတာသို့တော့မသိချင်အောင်ဆောင်းနေကြအဲ့ကြမသိချင်အောင်ဆောင်းနော်အဲ့ဒီသိပြီဆိုရင်ခန္ဓာကိုယ်ထဲမှာဒီတန့်ပြတ်တဲ့အရာမရှိဘူးဆိုတာအမှန်တမ်းထင်ရှားသွားတန့်ရှင်းတဲ့အရာမရှိဘူးအဲ့ဓာတွေကိုရှုမှတ်တာကိုအတုပဘာဝနာလို့ခေါ်တယ်နော်လူသေးမှအတုပမဟုတ်ဘူးများသောအားဖြင့်လူသေးတာကိုအတုပလို့ထင်နေကြတာခန္ဓာကိုယ်ရဲ့မတင့်မတဲ့ရွံ့ဆွဲတွေကို
ရှုမှတ်နိုင်လို့ရှိရင်ဒါအတုဝတင်ညာလို့ခေါ်တာပဲအဲ့ဒါလို့လုပ်ပြီးတော့စိတ်ကိုဖြူစင်တန်ရှင်းအောင်ကြိုးစားအထောက်ကြရတယ်လို့သူတို့ပြောတာနော်ဟုတ်ပြီမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ဟာမိုင်းစင်တာဒီချင်းစိတ်ကိုဘောပြုဆုံးမတာဖြစ်လို့ကိုယ်စိတ်လေးအကြောင်းကိုနားလည်အောင်သဘောပေါက်အောင်မတန်တာယူကြမှာဖြစ်တယ်မြတ်စွာဘုရားကဒီကနေ့စိတ်နဲ့ပတ်သက်ပြီးတော့ဆုံးမခဲ့တဲ့ဒေသနာတော်လေးနှစ်ပုဒ်ကိုနာယူမှတ်သားကြည့်အောင်စိတ်ရဲ့အခြေအနေတစ်ခုရှင်းလင်းဖော်ပြတဲ့ဒေသနာဖြစ်တယ်ဖန္ဒနံစပလံစိတ်တံဒုရခံဒုံနိဝရယံဥဆုံကရောတိမေဓာဝိဥတုကာရောဝဒေသနံမြားလှုပ်တဲ့လူဟာမြားရံလေးကိုအပူပေးပြီးတော့ကောက်နေတဲ့မြားရံလေးကိုဖြောင့်မတ်နေအောင်ပြုပြင်တယ်လို့တဲ့မြားလှုပ်ပြီးဆိုရင်မြားဖြောင့်မှသူကတဲ့တယ်သွားတာကိုပြစ်မှတ်ကိုမှန်မွေးရတဲ့မြားလေးကဖြောင့်နေရတယ်ဖြောင့်မဖြောင့်ကိုမျက်စိလေးတစ်လုံးမှိတ်ပြီးကြည့်ရတယ်သူကကောက်နေလို့ရှိရင်ကိုယ်စီပြန်ရောက်လာမှသူကဖြောင့်နေမှကိုလွတ်တဲ့နေရာကိုသွားတယ်အဲ့တော့ဥတုကာရောဆိုတာဥတုကာရဆိုတာမြားလုပ်တဲ့လူတေဇနာဆိုတာမြားလုပ်တဲ့ပုဂ္ဂိုလ်ဟာတဲ့မြားကိုဖြောင့်အောင်ဖြောင့်နေအောင်ပြုပြင်ပေးတယ်လို့တဲ့ကိုယ်စိတ်လေးကိုတဖြောင့်နည်းဖြစ်အောင်ပြုပြင်ပေးပါလို့ဆိုတာဒါမိုင်းစင်တာတည်ခြင်းပဲနော်စိတ်ကိုဖြောင့်အောင်လုပ်လို့ပြောတာအဲ့တော့စိတ်ရဲ့အခြေအနေကိုမြတ်စွာဘုရားပြောတယ်ဖန္ဒနံစပလံစိတ်တံလူတွေရဲ့စိတ်ဟာဖန္ဒနာဆိုတာအငြိမ့်မနေဘူးတဲ့လူရဲ့စိတ်ဟာဘာနဲ့တူတော့ဆိုမြောက်နဲ့တူတယ်မြောက်တွေကြည့်လိုက်လို့ရှိရင်ငြိမ့်နေတဲ့အခါဆိုမတန်ရှားတယ်ဟိုတစ်ကိုင်းဆွဲလိုက်ဒီဟိုပင်ခုန်ကူးလိုက်ဒီပင်ခုန်ကူးလိုက်နဲ့တိရစ္ဆာန်တွေကမြောက်ရွာသွားကြည့်ပါလားဘာမှမလုပ်ရရင်မျက်လုံးလေးပင့်လိုက်ပါးစပ်လေးဖြဲလိုက်လှုပ်နေတာအဲ့ဒါနော်အဲ့တော့မြောက်ဆိုတဲ့ကောင်ကအငြိမ့်မနေဘူးအဲ့ဒီလိုမြောက်အငြိမ့်မနေတယ်လို့ပဲတဲ့ကိုယ်စိတ်ကလည်းဘယ်တော့မှအငြိမ့်မနေဘူးမြင်တဲ့အာယုံနောက်လိုက်သွားလိုက်ကြားတဲ့အာယုံနောက်လိုက်သွားလိုက်အနံ့ရရင်လိုက်သွားလိုက်အရသာပေါ်ရင်လိုက်သွားလိုက်အာယုံ၅ပါးကာမဂုဏ်တရားတွေပေါ်မှာဖြတ်ဖြတ်လူးနေအောင်ခြောက်သွားနေတာနော်မြောင်းနဲ့လာသရံတူတယ်လူစိတ်ဟာဟုတ်မို့အိမ်ကြရင်တော့စဉ်းစားကြည့်ပေါ့နှုတ်ဖူးပေါ်လက်တက်ပြီးငါစိတ်လေးငြိမ်ရလားမြောက်လေးတကောင်လိုပဲလားအဲ့ဒါလို့စိတ်လေးဟာတစ်ဖြတ်ဖြတ်လူးနေတဲ့စိတ်မှုဖန္နနာအာယုံရှိရာခုန်ကူးနေလို့ရောက်ရက်ခတ်နေတာလို့ရောက်ရက်ခတ်နေတဲ့စိတ်စပလဆိုတာဖလန်းဖလန်းဖြစ်နေတာပြောတာနော်ရောက်ရက်ခတ်ရုံနေမကဘူးသူကအာယုန်တစ်ခုတည်းပေါ်မှာတောင်မှရှားလိုက်ပြီဆိုရင်ငြိမ်သွားတာမဟုတ်အာယုန်တစ်ခုကနေအာယုန်တစ်ခုကူးတာအဲ့ဒီမကူးဘဲနဲ့အာယုန်တစ်ခုတည်းနေရင်တောင်မှပဲသူကအမြဲတမ်းလှုပ်ခတ်နေတာပေါ့အဲ့ဒါကြောင့်မို့စပလလျှက်ပေါ်လောလီတယ်လို့ခေါ်တယ်အာယုန်တစ်ခုတည်းပေါ်မှာလည်းပဲသူကအလွန်လောလီတဲ့အနေအထားတစ်ခုရှိတယ်အငြိမ်လည်းမနေဘူးလောလီတယ်ဖလန်ဖလန်ထားတယ်ပေါ့ခုခေတ်လို့ပြောမှဆိုရင်နော်အဲ့ဒီလိုတွေဖြစ်တယ်ဖန္နနံစပလံစိတ်တံဒုရခံအဲ့ဒီလိုအခြေအနေရှိတဲ့စိတ်ကိုတတိလေးနဲ့ငြိမ်ငြိမ်နေဖို့အာယုံလေးတစ်ခုပေးပြီးဆိုတော့ထွက်လေဝင်လေလေးပေါ်မှာသူ့ကိုငြိမ်အောင်ထားကြည့်အတော့ခက်တယ်မလွယ်ဘူးတဲ့ဒီကောင်တဏှာရဲထားဖို့ရသူမရနိုင်ဘူးဒုရခံဆောက်ရှောက်ဖို့အလုံးကိုခက်တယ်
ကိုမသွားစေခြင်းနဲ့အာယုံဘက်ကိုမသွားအောင်တားမြစ်ဖို့ဆိုတာလေလုံးကိုခဲတယ်တဲ့ဒုံနိဝါရယသူသွားနေကြသွားတာပဲမရဘူးနော်ထိန်းရကြောင်းရအလွန်ခက်တယ်လို့ပြောတယ်စိတ်ဟာအဲ့တော့ခက်တယ်လို့ပြောတာလုံးလို့မရဘူးလို့ပြောတာမဟုတ်ဘူးနော်ခက်တယ်ဒါပေမဲ့လို့လုံးရင်ရတယ်ထိန်းရင်ရတယ်လို့ဆိုလိုတယ်ပေါ့ဆောင်းလျှောက်ဖို့ခက်တယ်ဒါပေမဲ့ဆောင်းလျှောက်ရမှာဖြစ်တယ်တားမြစ်ဖို့ရခက်တယ်ဒါပေမဲ့တားမြစ်ရမယ်သူကိုနေစေခြင်းနဲ့အာယုံပေါ်မှာဒီစိတ်ကလေးငြိမ်အောင်အဲ့ဒီလိုကိုယ်သဘောကျဖြစ်သွားအောင်မြရံလေးကိုဖြောင်းအောင်လုပ်တယ်လို့ဒီစိတ်ကလေးဟာအာယုံမျိုးမျိုးခုန်ကူးပြီးတော့လျံထနေတာမဖြစ်အောင်အာယုံတကူရဲ့ပေါ်မှာငြိမ်နေအောင်တမာတိစွမ်းအားနဲ့ထိမ့်မယ်တတိနဲ့ထိမ့်မယ်ပညာနဲ့ထိမ့်မယ်အဲ့ဒီလိုထိမ့်ရမယ်ထိမ့်ပြီးတော့အာယုံတကူရဲ့ပေါ်မှာဖြောင်းမြောက်ကြီးရောက်ရှိသွားအောင်ကြိုးစားတော့ဒါကိုပဲကမ္မထာထုတ်တယ်လို့ခေါ်တာလေအဲ့ဒါကိုကမ္မထာထုတ်တယ်ဆိုတဲ့သဘောကိုနားလည်ဖို့လိုတယ်ပေါ့ဒါကြောင့်မလို့ပြောကြတာပေါ့ထိုင်ပြီးတော့နေမှာကမ္မထာမဟုတ်ဘူးဆိုတာကိုသဘောပေါက်ဖို့လိုတယ်ပေါ့ကိုယ်စိတ်ကိုထိမ့်ဖို့အဓိကကြတယ်ပေါ့ထိုင်ပြီးတော့စိတ်မငြိမ်ဘူးဆိုရင်ဒါတရားအထုတ်တာမဟုတ်သေးဘူးနော်အရေးကြီးတာကစိတ်ငြိမ်မှုကအဓိကခန္ဓာကိုယ်အနေထားဘယ်လိုပဲနေစိတ်အတည်ငြိမ်နေဖို့ကအရေးကြီးတယ်လူငြိမ်မှုပြောတာမဟုတ်စိတ်ငြိမ်ရဒီလိုဆိုလိုတာပေါ့နော်လူကတော့ငြိမ်နေစိတ်ကမငြိမ်တဲ့လူတွေပြေးလူကတော့ငြိမ်နေစိတ်ကမငြိမ်စိတ်မငြိမ်တဲ့လူတွေရွာသားကြီးရောက်ကုန်တာပေါ့ဒီမှာအဲ့ဒါလို့မငြိမ်မှများလို့ရှိရင်လည်းအဲ့ဒီရောက်သွားတာအဲ့ဒီစိတ်ကိုဖြောင်းမအောင်ထားပါလို့ဒါမြတ်စွာဘုရားရဲ့သွန်သင်ချက်တစ်ခုပဲเนาะဖန္နနံစပလံစိတ်တံဒုရခံဒုံနိဝါရယဥဆုံကရောတိမေတာဝီဩတုကရောဝထေသနာမေတာဝီသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာဩတုကရောမြားလို့သမားကထေသနာမြားတဲ့လေးကိုဥဆုံကရောတိဣဝဖြောင်းမအောင်ပြုပြင်ပေးသလိုတဲ့ဖန္နနံအာယုံ၅ပါးကာမဂုဏ်တရားတွေမှာလှုပ်ရှားနေတတ်တဲ့စပလံလျှက်ပေါ်လောလီတတ်တဲ့ဒုရခံထိမ့်ဖို့သိမ့်ဖို့အလွန်ခက်တယ်ဒုံနိဝါရယကိုမသွားစေခြင်းနဲ့အာယုံမသွားဖို့ရတားမြစ်ဖို့အလွန်ခက်တဲ့စိတ်တန်စိတ်ကလေးကိုဥဆုံကရောတိဖြောင်းမအောင်လုပ်ပါတယ်ပညာရှိမှလုပ်နိုင်တယ်လို့ပြောတာဒါအပိုင်းစင်တာသိခြင်းပဲเนาะအဲ့ဒါစိတ်ကိုဖြတ်မအောင်လုပ်ရမယ်တဲ့စိတ်သွားတိုင်းမလိုက်ရဘူးလို့ဆိုလို့တယ်ပေါ့အဲ့ဒါဟောပြီးမြတ်စွာဘုရားဆက်ဟောတယ်ဝါရိဇောဝထလေခိတ်တောဩကမောကတမုပ္ပတောပရိဖန္ဒတိတံစိတ်တံမာရတေယံဘာတဝေဒီစိတ်လေးတဘာဝဟာအဲ့ဒီလိုဖလန်ဖလန်ထနေလို့ငြိမ်အောင်လုပ်ချင်ပါတယ်ဆိုတဲ့အခါကျတော့ကမ္မထာနဲ့သူငြိမ်အောင်ကြိုးစားကြည့်တယ်ငြိမ်အောင်ကြိုးစားလေငြိမ်အောင်ကြိုးစားတယ်ကိလေသာဆိုတဲ့ယင်ထဲကအပူတွေဖယ်ရှားပြစ်ဖို့စိတ်ကလေးကိုငြိမ်အောင်ကြိုးစားတာအလုံးကိုခက်တယ်ဘာနဲ့တူတုံးဆိုလို့ရှိရင်ရှည်တဲ့ကငါးရကောင်ကိုကုန်းမော်ဆယ်တင်ကြည့်လိုက်ငါဟာငြိမ်ငြိမ်လေးနေမှာမဟုတ်ဘူးဖလန်းဖလန်းဖြစ်နေတာနော်ခုံနေတာတစ်ဖြတ်ဖြတ်လူးနေတာအဲ့ဒါလိုပဲတဲ့စိတ်ကိုကမ္မထာအာယုံပေါ်မှာတင်ကြည့်လိုက်တာနဲ့တပြိုင်နက်တစ်ဖြတ်ဖြတ်လူးနေတာမပြောဘူးမနေချင်ဘူးသူကကာမဂုဏ်အာယုန်တွင်သို့ခုန်ဆင်းမှုပဲကြိုးစားတယ်နာသီးပြားလေးကလေရှူတဲ့ပေါ်လေးမှာတင်ချီထွက်ပြေးသွားပြန်တယ်နော်ငါးကိုရှည်တဲ့ကဆယ်ပြီးကုန်းပေါ်တင်လိုက်တဲ့အခါမှာတဲ့ငါဟာတုံလို့ချောင်းချာတစ်ဖြတ်ဖြတ်လူးနေသလိုပဲစိတ်ကလေးကိုကာမဂုဏ်အာယုန်ပေါ်မှာတင်လိုက်တယ်ကိလေသာတရားတွေကိုဖယ်ရှားပြဖို့စိတ်ကိုအာယုံပေါ်တင်လိုက်တဲ့အခါမှာအဲ့ဒီစိတ်ကလေးဟာလည်းပဲလှုပ်ရှားနေတာဖြစ်တယ်။ဒါကြောင့်မို့မလှုပ်ရှားနိုင်အောင်သူ့ကိုစူးစမ်းပြီးတော့နှိပ်ကွက်ရမှာဖြစ်တယ်လို့ဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့နော်။ဆက်ဆိုဗျာ
အဲ့ဒီလိုမငြိမ်မသက်ဖြစ်နေတာဟာသူ့အစွမ်းကြီးမဟုတ်ဘူးသူ့ရဲ့အပေါင်းအသင်းတွေကြောင့်ဖြစ်တာသူနဲ့အတူတူကတောက်ဖို့တောက်ဖက်ကြီးဖို့ကြီးပဲတည်ရှိတယ်အဲ့ဒီကောင်တွေကိုနှိမ်ရမှာလို့ဆိုတော့တယ်နော်အပြည့်နာစာတွေကအဲ့ဒါပဲရွှေကိုတန့်စင်အောင်လုပ်လို့ရှိရင်ရွှေနဲ့ရောနေတဲ့ဟာတွေကိုခွဲထုတ်ရမှာပဲဖြစ်တယ်စိတ်ကိုတန့်စင်ခြင်းလို့ရှိရင်လည်းစိတ်ရဲ့အညစ်တွေစိတ်နဲ့ရောနေတဲ့အညစ်အကြေးတွေကိုဖယ်ထုတ်ရမှာပဲဖြစ်တယ်ပေါ့အဲ့လိုဖယ်ထုတ်ခြင်းအပြင်ရွှေဟာတန့်စင်သွားတယ်လို့ပဲစိတ်ကလေးဟာအညစ်အကြေးတန့်စင်သွားတယ်လို့မိုင်းစင်တာတိချင်းအနေနဲ့မြတ်စွာဘုရားဒီဒေသနာတော်ကိုဟောတာဖြစ်တယ်အေးဒီဒေသနာဘာကြောင့်ဟောတယ်လို့ဆိုတဲ့အခါမှာမေဂိယဆိုတဲ့ယဟန်တစ်ပါးကိုအကြောင်းပြုပြီးတော့ဟောတာသို့တော့မေဂိယသုတ်တံဆိုတော့တတ်ရှိတယ်နော်မေဂိယသုတ်တံထဲမှာဒီဓမ္မပရလဂါထာတွေမပါတာတော့အတော်ထူးခြားတယ်ပေါ့နော်တော်ထူးခြားတယ်မေဂိယကိုဟောတဲ့သုတ်တံဟာဒီတရားကျင့်စဉ်နဲ့ပတ်သက်ပြီးဟောတာပဲအဲ့ဒါလေဟောတာတော့ရှိပါတယ်ဘုန်းကြီးတို့ဟောတာရှိတယ်နော်အဲ့ဒီမှာမေဂိယဆိုတဲ့ကိုတော်ကတခါတော့ကမြတ်စွာဘုရားနဲ့အတူတကွထောအကြောင်းမှနေတယ်သူကဘုရားကိုဝကြုံငယ်ပြုတယ်ဘုရားရဲ့အလုပ်အကျွေးအနေနဲ့မြတ်စွာဘုရားနဲ့အတူနေတယ်အဲ့ဒါလိုနေတဲ့အချိန်မှာသူကဆုံးခံသွားတယ်ဆုံးခံသွားရင်ကနေပြီးတော့မြေကမ်းခြေလေးမှာလမ်းလျှောက်ပြီးတော့ပြန်လာတဲ့အခါမြေကမ်းခြေလေးမှာတရားချမ်းကြီးတစ်ခုရှိတယ်တရားဥယျာဉ်ကြီးတရားချမ်းကြီးအင်တန်မှตายရတဲ့မြေကမ်းတွေကလေလေးကတဖြူဖြူတိုက်တရားချမ်းကြီးကလည်းတန့်ပြန့်အရေးအဝါဒအလွန်ကောင်းတော့အဲ့ဒါကိုမျက်စိကျလာတယ်ကျောင်းရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားတပည့်တော်ဆွမ်းခံပြန်အဲ့ဒီမြစ်ကလေးကမ်းခြေနားကတရားချမ်းတစ်ခုရောက်လာတော့အဲ့ဒီတရားချမ်းလေးကအတော်ကိုချီနူးစရာကောင်းတဲ့တရားချမ်းလေးနေ့အခါတပည့်တော်အဲ့ဒီသွားပြီးတော့တရားထုတ်ခြင်းတယ်ဘုရားကိုခွင့်ပန်တော့မြတ်စွာဘုရားကဘာပြောတော့ဆိုမေဂိယငါတပါးတည်းရှိသေးတယ်နေပါအောင်ဒီနေရာမှာထူးခြားတာမြတ်စွာဘုရားသူတပါးတည်းနေပါအောင်လို့ပြောတာဟာသူ့ပေါ်မှာငဲ့ညာလာအောင်လို့ပြောတဲ့သဘောတဲ့ဘုရားဆိုတာတပါးတည်းနေတာပဲလေတဘောတဲ့ဧကကံမိတာဝအခုငါတပါးတည်းပဲရှိသေးတယ်နောက်ယဟန်တပါးလာတော့မှသွားတာပေါ့လို့ပြောတာမှတော့အချိန်ဆွဲပေးလိုက်တာပေါ့နော်မသွားပါနဲ့အောင်ငါတပါးတည်းရှိသေးတယ်လူဆိုတာအဲ့ဒါလို့ပြောရင်ငဲ့ညာတတ်တယ်လေအဲ့တော့မြတ်စွာဘုရားသူ့ပေါ်မှာငဲ့ညာလာတဲ့သဘောငဲ့ညာခံရင်လို့ပြောတာတော့မဟုတ်ဘူးသူ့အကျိုးစီးပွားကိုလိုလားလို့မြတ်စွာဘုရားပြောတာဘယ်6နှစ်ပတ်လုံးသူတပါးတည်းကျင့်လာတာဘယ်ခုမှတော့ဘယ်ကြောက်နေမှာနော်ဧကကံမိတာဝငါတပါးတည်းရှိနေသေးတယ်နောက်ယဟန်တပါးလာတော့သွားတာပေါ့လို့ပြောတော့သူကဘာပြန်ပြောတော့ဆိုရှင်ဘုရားတဲ့အရှင်ဘုရားကတရားတွေအကုန်သိပြီးရှင်ဘုရားလုံးဆရာမရှိဘူးတဲ့။အလုံးသိပြီးကိစ္စပြီးနေပြီတပည့်တော်မှလုံးဆရာတန်းလန်းတယ်မဆိုင်နိုင်ဘူးပေါ့လေ။သုတ္တမတွေရှိတယ်ဒီတော့။မြတ်စွာဘုရားမဟုတ်ပါဘူးနေပါအောင်ဆိုင်ပါအောင်ဆိုမရ။သုံးချိန်ထိအောင်ပြောတော့မြတ်စွာဘုရားကဲတရားအထုတ်မယ်လို့ပြောတာငါတားစရာအကြောင်းမရှိပါဘူး။မင်းသဘောပါပဲလို့ဆိုတော့သွားရောအဲ့ဒီဥယျာဉ်နဲ့သူသွားတယ်သွားပြီးတော့အရေးကောင်းတဲ့တစ်ပင်ကြီးအောက်မှာတရားထိုင်လိုက်တယ်ထိုင်တာတော့တရားပဲခေါင်းထဲမှာဘာတွေဝင်လာတော့ဆိုသူခေါင်းထဲမှာဝင်လာတာထူးထူးဆန်းဆန်းပုံရိပ်တွေဝင်လာတာသူကဘယင်သူ့ပတ်ဝန်းကျင်ကရောက်လာလိုက်ကြတာအမျိုးသမီးတွေနော်သူ့ရဲ့ချွေရံဘယင်တတ်တွေသူ့ကိုဝန်းရံနေကြတယ်သူဟာဘယင်ကြီးဖြစ်နေပြီးတော့ပတ်ဝန်းကျင်ကပရိသတ်တွေသူ့ကိုဝန်းရံနေကြတယ်စိတ်ထဲမှာပေါ်လာတာတွေပြောတာနော် dream ဖြစ်တာသူအထုတ်တာတော့တရားအထုတ်တာပဲဒါပဲလို့အဲ့ဒါလိုဟာတွေမြင်လာ
မြင်းလာတာမှသူကတော်တော်ကိုပုံရိပ်တွေကဘလို့ပေါ်လာမှမသိဘူးခေါင်းထဲမှာဝင်လာပြီးတော့နောက်ကြတော့ဘယင်းနေကြုံတွေ့ရတဲ့ဟာတွေအလုံးပေါ်တယ်ဥယျာဉ်ထွက်လာတော့မြို့တော်ကလူနှစ်ယောက်ကိုကျိုးနဲ့တုပ်ပြီးတော့လက်ပြန်ညိုးတုပ်ပြီးတော့သူစီခေါ်လာတာအဲ့ဒါတွေပါသူခေါင်းထဲမှာပေါ်လာရှင်မင်းကြီးဒီလူနှစ်ယောက်ရာဇဝမှုကျူးလွန်ထားတယ်အမိန့်ချပါသူတို့အမိန့်ချပါအဲ့မှာသူကသေတံနေပါလေပေးနေတယ်နော်ခေါင်းထဲမှာပေါ်လာတယ်မိဖုရားမောင်မမိတ္တန်နေဘေးကရမ်းနေတာသူပျော်နေတယ်နော်ဒီရာဇဝသားနှစ်ယောက်လာတဲ့အခါသူ့မှာဒေါသတွေဖြစ်လာအချမ်းရံပိဋကတ်တွေတဲ့သူကသူဘယင်လို့ထင်တော့ကတော့သူကရှင်းတတ်เสียအာယုန်နေနဲ့သူကပြောနေတာဘယင်ဘဝရောက်နေရာဇဝသားနှစ်ယောက်ကိုတေတံချတဲ့အခါကျတော့သူဟာဒေါသတွေတကယ်ဖြစ်လာတာရင်ထဲမှာဒီကောင်တွေခုချက်ချင်းနော်ဒီကောင်တွေခုချက်ချင်းဇက်ဖြတ်တတ်သိစေဆိုတဲ့အမိန့်တွေချလာအဲ့ဒီကြတော့မှဖြတ်ခနဲ့သူ့ကိုယ်သူတတိယလိုက်တော့ဟာငါဖုံးကြီးပါလားသူ့ကိုယ်သူဘယင်မှတ်နေတာငါဖုံးကြီးပါလားကြည်စံတရားအထုတ်ချင်လို့လာတာအခုထိုင်းနေလိုက်တာငါဟာဘယင်စိတ်ကူးရင်တဲ့ဘဝရောက်သွားပါလားလို့ဆိုရင်ချက်ချင်းပဲအဲ့တရားဟောထိုင်ရနေထပြီးမြတ်စွာဘုရားရှိပြန်သွားတယ်မြတ်စွာဘုရားအဲ့ဒီမှာမရင်ကျက်သေးဘူးဆိုရင်ဒါမျိုးတွေဖြစ်တယ်ဆိုတဲ့အကြောင်းသူ့ကိုရှင်းပြတယ်စိတ်ဆိုတာထိမ့်သိမ်းဆောက်ရှောက်ဖို့ခက်တဲ့အကြောင်းအဲ့ဒီသုတ္တမှာရှင်းပြပြီးမရင်ကျက်သေးတဲ့အသိပညာကိုရင်းကျက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာမြတ်စွာဘုရားတရားနာရာတွေတို့လေ့ကျင့်တာတွေတို့အကုန်လုံးရှင်းပြီးတော့သူဟောတယ်သူဘာကြောင့်အဲ့ဒီစိတ်ကူးရင်နာတော့မြတ်စွာဘုရားကဘာဖြစ်လို့သူ့ကိုအဲ့ဒီမသွားနဲ့လို့ပြောတာတော့မသွားနဲ့လို့တိုက်ရိုက်မတောင်းပဲနဲ့နေပါအောင်လို့ဘာလို့ပြောတာတော့ဆိုတော့သူဟာတစ်ချိန်လုံးကအတိတ်ဘဝသူ့ဘဝနဲ့ဒီအတည့်ဥယျာဉ်ကဆက်ဆက်မှုရှိတယ်အတိတ်ဘဝတုန်းကသူကဘယင်ဖြစ်ပြီးတော့အဲ့ဒီတည့်ဥယျာဉ်ထဲမှာနေဘူးတယ်ဒါကြောင့်မို့စိတ်ဝင်စားတာအလကားစိတ်ဝင်စားတာမဟုတ်ဘူးလောကလူတွေဟာဘဝချင်းနီးလာပြီဆိုရင်ဒီလိုဖြစ်တတ်တယ်ကိုယ့်ကိုယ်လည်းစဉ်းစဉ်းစားကြည့်တချို့နေရာမရောက်ဘူးရောက်တဲ့နေရာစိတ်ထဲမှာပြောတယ်ဒီနေရာလေးကိုသဘောကျအဲ့ဒါအရင်တော့ကနေခဲ့တာတခါတည်းရန်လူတယောက်တခါမှလည်းမမြင်ဘူးပဲနဲ့မြင်တာနဲ့အမြင်ကတ်တဲ့လူလည်းရှိတယ်မြင်တာနဲ့ကိုအမြင်ကတ်သွားတာလည်းရှိတယ်အဲ့တချို့ကြတော့မြင်ယုံနဲ့တခါမှလည်းမတွေ့ဘူးခင်မင်သွားတဲ့လူလည်းရှိတယ်Facebook ထဲခင်းတာပြောတာမဟုတ်ဘူးเนาะအဲ့ဒါလို့မြင်ယုံနဲ့တချို့ခင်မင်သွားတာတွေရှိတယ်အဲ့ဒါတွေဟာအတိတ်ဆက်ကြောင်းတွေကိုမေ့သွားတဲ့အတိတ်ဆက်ကြောင်းရဲ့ခုခေတ်စကားနဲ့ပြောမှဆိုရင်တော့သွေးကပြောတယ်လို့ပြောမှာပေါ့เนาะလူရဲ့မသိစိတ်ကပြောတယ်လို့ပြောကြတယ်ပေါ့ဒါလူတွေမှာအဲ့ဒါလို့မသိစိတ်လို့ပြောကြတယ်ဒါပေမဲ့ဒါကတော့စာသုံးပေသုံးတော့မဟုတ်ဘူးအဲ့ဒီလိုအတိတ်ကအရေးတွေဟာပေါ်လာတတ်တယ်သူလည်းတစ်ချိန်တုန်းကအဲ့ဒီမှာဘယင်ဖြစ်ခဲ့ဘူးတယ်ဘယင်ဘဝနဲ့အဲ့ဒီဥယျာဉ်ထဲမှာနေခဲ့ဘူးတယ်ဒါကြောင့်မို့သူစိတ်ဝင်စားတယ်စိတ်ဝင်စားပြီးသွားထိုင်လိုက်တဲ့အခါတရားမတွေ့ပဲနဲ့ဘယင်ဘဝပြန်ရောက်သွားတယ်စိတ်ခံစားမှုဆိုတာမတမထူးဆန်းတယ်ဒါကြောင့်မို့မြတ်စွာဘုရားသူ့ကိုတရားဟောလိုက်တဲ့အခါမှာစိတ်ကိုထိမ့်မှုတရားဟောတယ်အဲ့ဒီမှာသူဟာမတွေးရမဲ့လောဘနဲ့တွေးတဲ့အတွေးတွေသူ့ကောင်းထဲမှာဝင်လာတယ်ဒေါသနဲ့အတွေးတွေသူ့ကောင်းထဲဝင်လာတယ်ညှင်းဆဲလို့တဲ့တပ်ဖြတ်လို့တဲ့အတွေးတွေသူ့ကောင်းထဲဝင်လာတယ်လောဘဒေါသနဲ့တွေးတဲ့အတွေးကာမဝိတကဘယင်ဘဝจิตနဲ့နေမိဖုရားမောင်မမိတ်တန်နေနဲ့ပျော်လို့တဲ့ဥယျာဉ်ကြီးထဲမှာထိုင်နေဟောကာမဝိတ္တတွေဝင်လာတယ်ရာဇဝသားနှစ်ယောက်ခေါ်လာတယ်ပြမှုကျူးလွန်လို့အမိန့်ချပါဆိုဒေါသထွက်တယ်မြင်းမြင့်ကြီးအဲ့ဒါဒီပြပါရဝိတ္တဒေါသဖြစ်သွားတယ်ဒေါသဖြစ်လို့မထိန်နိုင်တဲ့အခါကျဒီကောင်းလေးဇက်ဖြတ်ပြီးအသေးသက်စေပြစ်ချတယ်ဝိဟိန္ဒဝိတ္တအဲ့တော့ကာမဝိတ္တပြပါရဝိတ္တဝိဟိန္ဒဝိတ္တတွေဟာသူ့ကိုနှိပ်စက်တရားသွားထိုင်တာဓာရီနဲ့ပဲဖြောက်လို့မရဘူးတဲ့ခေါင်းထဲမှာဓာရီကြီးပဲလှဲ့ကြိုးစားပြီးဖြောက်တော့မရလို့အချိန်ကုန်တော့တာဖ
ះစီပြန်လှည့်ထွက်သွားတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကသူ့ကိုအဲ့ဒီမသွားနဲ့အန္တရာယ်ရှိတယ်လို့ပြောချင်တာပေါ့နော်တခြားနေရာနဲ့မတူဘူးအဲ့ဒီနေရာမှာသွားရင်ဒီအတွေးတွေဝင်လိမ့်မယ်ဆိုတော့မြတ်စွာဘုရားသိတယ်ပေါ့အေးဒါကြောင့်မို့စိတ်ဆိုတာဟာဖဏ္ဏနံစပလံစိတ်တံဒုရခန္ဒုံနိဝရယဥစုံကရောတိမေရာဝီဩတုကရောဝတေသနာမြားရန်လေးကိုဖြောင်းအောင်လုပ်တယ်လို့အသိပညာရှိတဲ့ပုဂ္ဂိုလ်ဟာခုလိုလှုပ်ရှားပြီးလျှက်ပေါ်လော်လီလို့ထိန်းကျောင်းဖို့ခက်တဲ့တားမြစ်ဖို့ခက်တဲ့ဒီစိတ်လေးကိုဖြတ်မအောင်ကြိုးစားအထောက်အမှာဖြစ်တယ်လို့ရသော်ဗျာဒီလိုသင်္ကန်းစာတရားကိုပေးပြီးတော့ဟောကြားခဲ့တာဖြစ်ပါတယ်လောကလူသားတွေလည်းကိုလိုချင်တဲ့ပန်းနိုင်တစ်ခုရောက်ဖို့ရအတွက်ဥပမာပဲပညာသင်နေတယ်ဆိုရင်ကိုပညာအတွက်ပန်းနိုင်တစ်ခုရောက်အောင်ကြိုးစားမှာဖြစ်တယ်စီးပွားရှာတယ်ဆိုရင်လည်းပဲစီးပွားရေးမဖြစ်ခင်အဖြတ်တွေဝင်လာတတ်တယ်အဲ့ဒီအဖြတ်တွေမရောက်အောင်လည်းကိုယ်စိတ်ကိုထိန်းနိုင်ရမှာဖြစ်တယ်ပညာသင်တော့လည်းအဖြတ်မဝင်အောင်စီးပွားရှာတော့လည်းအဖြတ်မဝင်အောင်ကိုယ်ချင်းသိက္ခာကိုဝင်ရောက်ပြီးတော့ဖြည့်ဆည်းတဲ့အဖြတ်တွေစိတ်ထဲမှာဖြစ်ပေါ်လာလို့ရှိရင်ထိမ့်သိမ်းဆောက်ရှောက်အောင်မယ်ဆိုတာကိုမြတ်စွာဘုရားဟောကြားလို့ရဖြစ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဓမ္မပဒဒေသနာမှာအဆုံးအမတရားတော်များကိုမိမိတို့ရဲ့ဘဝသင်္ကန်းစာအဖြစ်ရယူပြီးဓမ္မရတ္တပေါ်အောင်ဆင်ញင်သုံးသပ်ပြီးလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း